န်ဆယ်လိုရဲ့အမှုကိစ္စဘာတွေဖြစ်နိုင်ချေရှိသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်အားလုံးကိုကြည့်ပေးထားတဲ့အတိုင်းဒီ defamation lawsuit ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နေအထားတွေဘယ်လိုဖြစ်နိုင်သလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးပါမယ်လူတချို့သိပြီးသားလူတွေအကုန်လုံးနှိပါသိပြီးသားဖြစ်မှာပါ like ပန်ဆယ်လိုကသူ့ကိုအကြောင်းမဲ့တိုက်ခိုက်နေတဲ့လူတွေကိုနောက်ဆုံးမသိခံနိုင်တော့ဘူးဆိုပြီးတော့အသေးဖြတ်မှုပေါ့နော် defamation lawsuit ဆိုတာကအသေးဖြတ်မှုကိုခေါ်တာပါမြန်မာလိုပြောရမယ်ဆိုရင်တော့ဂုဏ်သိက္ခာညှိုးနွမ်းစေမှုပေါ့နော်အသေးဖြတ်မှုနဲ့တရားစွဲဆိုဖို့စတင်ဆောင်ရွက်နေပါတယ်ဆိုပြီးတော့မနေ့ကတော့သူကကြော်ညာလာတယ်အဲ့တော့ဒီနေရာမှာ defamation ဆိုတာကဘာလဲပေါ့အသေးပြက်စေမှုဟာဘာလဲတချို့လူတွေကနာမည်မပါဘူးသူ့ကိုပြောတာမှမဟုတ်တာပန်ဆယ်လူမှမဟုတ်တာပေါ့နော်အဲ့လိုမျိုးတွေပြောရင်အခုလောလောဆယ်လူအများကြီးသိပြီးပါပြီအသေးဖြတ်မှုမြောက်ဖို့ဆိုရင်နာမည်ပါခြင်းမပါခြင်းဟာအဓိကမကြပါဘူးအကယ်၍အသင်ဟာတစုံတယောက်သောသူကအသင်ကိုတိုက်ခိုက်တယ်တိုက်ခိုက်နေတယ်တိုက်ခိုက်တဲ့နေရာမှာကျွန်တော်ကိုတိုက်ခိုက်တယ်ဒါနီရှားကလို့မပြောဘဲနဲ့သူတို့ပြောချင်တဲ့အတိုင်းဥမာဟိုအမေရိကကလမပေါ့အဲလေသူတို့ပြောလိုက်တာ ਨੇ သိရမလားဟိုတယောက်ပေါ့အဲ့တယောက်ပေါ့သိရမလားဒီလိုမျိုးလူသိရများပြီးတော့မှဟိုဟာလုပ်တယ်ဒီဟာလုပ်တယ်ဆိုအဲ့ထဲမှာကျွန်တော်ရဲ့မိတ်ဆွေတွေကဟာဒါတော့ဖြစ်နီရှားကိုပြောနေတာပဲအဲ့လိုမျိုးသိကြတယ်ဆိုလို့ရှိရင်ဒါဟာအသေးဖြတ်မှုမြောက်ပါတယ်အဲ့တော့ထိုသူဟာနာမည်ပြောသည်ဖြစ်စေပါသည်ဖြစ်စေမပါသည်ဖြစ်စေနားထောင်တဲ့လူတွေဟာဒါကတော့ဖြစ်သူ့ကိုပြောနေတာပါလားလို့သိပြီဆိုတာနဲ့အသေးဖြတ်မှုမြောက်ပါတယ်ဥပမာပန်ဆယ်လိုကိုပြောကြတဲ့သူတို့တွေဆိုလို့ရှိရင်လေကျွန်တော်ရဲ့ post out တွေမှာလဲတခိုးမဆိုပြီးလာပြီးအတင်းလေတခိုးမအောင်အားပေးတဲ့နင်ကဆိုပြီးလာလုံနေရမလားအဲ့ဒီမှာအဲ့ဒါဆိုလို့ရှိရင်ကျင်းသေးပေါက်အသေးဖြတ်မှုမြောက်တာပေါ့နော်ဘာလဲဆိုသူတို့ကဘသူ့ကိုပြောနေတယ်လဲဆိုတာကျွန်တော်တို့အားလုံးကသိကြတာ哦โอเคအဲ့တော့အသေးဖြတ်မှုမြောက်ခြင်းမမြောက်ခြင်းဆိုတဲ့ကိစ္စတွေကတော်တော်သိပြီးသားဖြစ်ပါပြီအဲ့တော့အသေးဖြတ်မှုဆိုတဲ့ process ကဘယ်လိုသွားလဲဆိုတာကိုပြောပြရအောင်အဲ့ဒါကပိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီမှာအဲ့တော့ကိုကအသေးဖြတ်မှုမြောက်တယ်ဆိုတာကိုကသိနေပြီကိုကိုပြောတယ်အဲ့တော့ငါကတော့တိုင်တော့မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အစီအစဉ်ကဘယ်လိုသွားလဲဆိုနံပါတ်1မှာကိုဟာဒီရဲ့evidence တွေပေါ့နော်မြန်မာလိုဘယ်လိုပြောရလဲတက်သေးတွေကိုစုရတယ်အဲ့တော့ post တွေတင်ထားတာဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီ post တွေတင်ထားတာဆိုပိုဆိုးသေးတယ်ဥပမာကိုယ့်ရဲ့အတိုင်းဝိုင်းလေးထဲမှာမဟုတ်ပဲနဲ့ဒီလိုမျိုး post တွေမှာတင်ပြီးတော့ပို့ပြီးတော့ပြန်နန်းရှိစေရဆိုရင်အမှုကပိုကြီးတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံး evidence တွေစုရတယ်နံပါတ်1အနေနဲ့ကဒီသက်ဆိုင်ရာရှေ့နေစီကိုတွားရတယ်ရှေ့နေကိုပြရတယ်ရှင်းပြရတယ်အကူအညီတောင်းရတယ် consultation လုပ်တယ်လို့ခေါ်တာပေါ့နော်ဒီမှာကျတော့ရှေ့နေကထိုင်ပြီးတော့အကြံဉာဏ်ပေးတယ်အဲ့တော့ဟုတ်ပြီအခုပန်ဆယ်လိုရဲ့အခြေအနေကသူဟာရှေ့နေနဲ့တွားပြီးပြီဒီ payment ကိုလည်းပေးလိုက်ပြီအလုပ်အပ်လိုက်ပြီလို့အဓိပ္ပာယ်ရတာပေါ့နော်အလုပ်အပ်လိုက်ပြီဆိုရင်သူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲသူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲဆိုတော့ရှေ့နေဟာသက်ဆိုင်သူ2ဦးစီကိုအခုသူတရားစွဲဆိုမယ်လို့လုပ်ထားတဲ့လူ2ဦးစီကိုဒီကိစ္စတွေရက်တန်းကရက်ဖို့တင်ထားပြီးသားရှိနေတဲ့ဟာတွေကိုလည်းဖြတ်ပလိုက်ဖို့နောက်ပြီးရင်လူသိရှင်ကြားတရားဝင်တောင်းပန်ဖို့ဆိုရက်စာပို့လိုက်မယ် thesis letter လို့ခေါ်ရဲကွယ်အဲ့ဒီစာကိုပို့လိုက်မယ်အဲ့တော့ဟိုဘက်ကလူတွေကအဲ့တော့ဟိုဘက်ကတရားခံတွေကဥမာတရားစွဲတာမလို့တရားခံနဲ့ပြောမယ်နော်တရားခံတွေကကိုပါထားတဲ့ချီးပြန်စားပြီးတော့ပန်ဆယ်လိုကိုတောင်းပန်ချင်ရင်တောင်းပန်မတောင်းပန်နိုင်ဘူးဟဲ့ငါတို့ကတော့မတောင်းပန်ဘူးငါတို့ရဲ့ဂုဏ်သိက္ခာကအရေးကြီးတယ်ဆိုလို့ရှိရင်တော့ဟာနောက်တစ်ဆင့်တက်ရပြီဒါဆိုလို့ရှိရင် lawsuit ကိုသွားပြီပေါ့နော်အကယ်၍သူတို့ lawsuit ကိုမသွားချင်ဘူးဆိုရင်တော့တောင်းပန်ပါတယ်မကြီးရဲ့ကျွန်တော်တို့အမိုက်မဲလေးမှုလို့ခွင့်လွှတ်လိုက်ပါနောက်လည်းမလုပ်တော့ပါဘူးအခုလုပ်ထားဘူးသမျှကိုလည်းအပြစ်မိုက်မဲမှုလို့သဘောထားပြီးတော့တောင်းပန်ပါတယ်လို့ပြောပြီးတော့ကြေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာ lawsuit မသွားရဘူးပေါ့နော်အဲ့တော့ပြီးသွားမယ်
အဲ့ဒါဟိုမှမဟုတ်ဘဲနဲ့မတောင်းပန်နိုင်ဘူးဟေ့ပေါ့သူတို့ပြောတာလေသူတို့ကိုသူတို့ငါတို့ကတော့ငါတို့ပြောတဲ့ဟာကိုတာဝန်ယူပြီးပြောတာပါဆိုလို့ရှိရင်တော့ lawsuit ကိုသွားမယ် lawsuit သွားတဲ့အချိန်မှာ lawsuit ကာလဘယ်လောက်ထိကြာနိုင်လဲဆိုတော့6လလောက်ကနေ3 4 5လ6လလောက်ကနေ2နှစ်လောက်ထိကြာနိုင်တယ် lawsuit ကိုသွားပြီးဆိုလို့ရှိရင်တော့ဒီဟာကခုံရုံရောက်မယ်ပေါ့နော်ခုံရုံခေါ်လာတရားရုံးကိုရောက်မယ်ဘသူတွေကဒီတရားကိစ္စကိုဒါဟာဟုတ်တယ်လဲမဟုတ်ဘူးလဲဖြစ်နိုင်လဲမဖြစ်နိုင်ဘူးလဲဂုံတည်ဖြတ်မှုမြောက်သလားဆိုတာကိုတရားသူကြီးနဲ့ဂျူရီတွေနဲ့ဒီနိုင်ငံမှာဘာမဆိုကိုမမှန်ကန်ကန်ဆုံးဖြတ်ပေးမဲ့ကိုနဲ့လုံးဝမသိရဲ့လူအဖွဲ့အစည်းကိုဖွဲ့စည်းပြီးမှထိုင်ခိုင်းတာအိုးအဲ့တော့ဂျူရီတွေအများကြီးထိုင်ပြီးတော့ဒါကိုသေချာကြားနာ evidence တွေကြည့်ပြီးမှအထောက်အထားတွေကြည့်ပြီးမှအမှုမြောက်ကြောင်းမမြောက်ကြောင်းဆုံးဖြတ်လိုက်မယ်အမှုမြောက်တယ်မမြောက်တယ်ဆိုတဲ့နေရာမှာဘယ်လောက်ထိပြင်းထန်တဲ့အမှုဖြစ်တယ်လဲဆိုတာသူ့ရဲ့ဂုံတိတ်ခါဘယ်လိုကျဆင်းသွားတယ်လဲဂုံတိတ်ခါတွေကြာရတယ်ကိုယ့်ရဲ့အဆက်ကွဲတယ်เนาะကိုယ့်ရဲ့အတိုင်းဝိုင်းကြားထဲမှာကိုတချို့တွေကမယုံတော့ဘူးသူတို့ပြောတဲ့စကားတွေကိုတိုးလောထင်စေတယ်အစတုန်းကတော့မျက်စိမိတ်ယုံတဲ့လူတွေကအခုမျက်စိမိတ်မယုံမှန်းနဲ့ဆိုပြီးတော့ဒီဖြစ်ကုန်တယ်ဆိုလို့ရှိရင်တကန့်အဲ့ထက်ပိုဆိုးတာကကိုယ့်ရဲ့စီးပွားရေးတွေပါထိခိုက်တယ်ကိုနဲ့အစတော့အလုံးလုံးမယ်ဆိုလို့စဉ်းစားထားတဲ့လူတွေကအလုံးမလုံးတော့ဘူးသူ့တော့ဖြစ်မယုံတော့ဘူးဆိုပြီးတော့ဖြက်လိုက်တယ်ကိုယ့်ရဲ့ဂုံတိတ်ခါကြောင့်သူ့တော့ငါကတော့မယုံတော့ဘူးဒီသတင်းတွေကြားနေတယ်ဟုတ်လားမသိဘူးမဟုတ်လားမသိဘူးဆိုပြီးကိုယ့်ရဲ့စီးပွားတွေပါပြတ်သွားတယ်ဆိုရင်တော့အမှုကပိုနည်းနည်းသွားပြီအဲ့တော့ဒီအမှုမှာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံဖြစ်လေးရှိသလဲဆိုတော့ထောင်ဒဏ်မှာပေးလို့ရတယ်ထောင်ဒဏ်လည်းပေးလို့ရတယ်ငွေဒဏ်လည်းပေးလို့ရတယ်အဲ့တော့တကယ်အများအားဖြင့် defamation lawsuit တွေဟာဘယ်လိုဖြစ်သလဲဆိုတော့settlement လုပ်လိုက်တာများတယ်settlement လုပ်တယ်ဆိုတာကတရားရုံးအထိမရောက်ဘူးပေါ့နော် trial မယူဘဲနဲ့အပြင်ဒီတရားဒီရှေ့နေတွေနဲ့ညှိနေတဲ့စကားမှာပဲကဲ settlement ဆိုတာလေအမိန်မချခင်ပေါ့နော်အမိန်မချခင်ဒါကတော့ဘသူကတော့မားနိုင်ချေရှိရနေကတော့ရှုံးဖို့ရှိရနေကတော့နိုင်ဖို့ရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့ lawyer အချင်းချင်းကနေပွင့်လင်းပြောပါတယ်ဒီအမှုကတော့ပြရှုံးနိုင်ချေရှိရအဲ့တော့ settle ပဲလုပ်လိုက်ကြစို့ဆိုပြီးပြောတယ်အကယ်၍ settle မလုပ်ဘူးဆိုလို့ရှိရင်ခုနကပြောတယ်ရိုးတာမန်လူပေါ့နော်ရိုးတာမန်လူ personal level နဲ့ပေါ့ဥမာ Trump ဆိုရင်ခဏ corporation တွေကိုတရားစွဲနေရလေအဲ့ဒါဆိုရင်တော့သူ့ရဲ့ settlement က million 400တွေပါတယ်ဖြစ်တာ哦အခုရိုးတာမန်လူသားပေါ့နော်ဒီတာမန်လူအနေနဲ့ဆိုလို့ရှိရင်ပထမအဆင့်အဆက်ကွဲတယ်လို့ခံစားရတဲ့အဆင့်မှာ settlement ဟာ$9000ကနေပြီး3သိန်းထိတောင်းလို့ရတယ်ဒါမှမဟုတ်ပဲကျွန်တော်ခုနကပြောသလိုသူလုံးလို့ကိုကတော့စီးပွားတွေပါပြတ်တယ်ကိုကစီးပွားလုံးမဲ့လူတွေငကိုရင်ကစီးပွားလုပ်ဖို့ပြောထားတဲ့စကားတွေပြက်ကုန်တယ်အဲ့စီးပွားလောက်ကွက်တွေဆုံးရှုံးရပါတယ်ဆိုရင်ငွေ1000ကနေပြီး9သိန်းအထိတောင်းလို့ရတယ်စက်တော့9သိန်းအထိပြည့်တန်ချမှတ်နိုင်တယ်ဒါမှမဟုတ်ပဲနဲ့ပြောဆိုတဲ့လူဟာဒီဟာကိစ္စဟာမမှန်ဘူးဆိုတာတိကြီးနဲ့သူတို့လက်ထဲမှာဘာသက်သေမှလည်းမရှိပါပဲနဲ့သူတို့ပြောနေတဲ့တခိုးမအိမ်ဘလို့ဝယ်နိုင်တာလဲအိမ်ဝယ်နိုင်တာမပြောနဲ့ခိုးထားရင်ခိုးတယ်ဆိုတဲ့သက်သေပြငွေစရင်လွဲတာပြအဲ့ဒါမပြနိုင်ရင်တမင်တကာလောက်ကြံပြောမှုဆိုတဲ့အမှုကိုရောက်ပြီးအဲ့ဒီအမှုအတွက်ဆိုလို့ရှိရင်ဒေါ်လာတန်းချီတောင်းလို့ရပါတယ်เนาะအဲ့တော့ဒေါ်လာတန်းချီ compensation တောင်းလို့ရတယ်အဲ့တော့ဒီခုနကပြောတဲ့အများအားဖြင့်အမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က settlement နဲ့ပဲပြီးသွားလေးရှိရဘာလဲဆိုတော့တရားရုံးအမေရိကမှာတရားရုံးတက်ရတယ်ဆိုတော့အရန်ပတ်စံကုန်တယ်အဲ့တော့နှစ်လောက်ကြာမယ်ဆိုနှစ်လောက်ကြီးပတ်စံတွေတောက်လျှောက်ကုန်နေမှာအဲ့တော့ဘသူကပတ်စံဆက်တောက်လျှောက်ပေးနိုင်မလဲဆိုတဲ့ဟာအင်မတန်အရေးကြီးလာပြီပေါ့နော်အဲ့တော့ပွဲကတော့ကြီးကောင်းမဲ့ပွဲပါနော်ဘလို့ပဲဖြစ်လူများတကာကိုမဟုတ်မမှန်နေဆွဆွဲပြီးတော့သူတို့ဟာငွေမပေးနိုင်လို့တောင်းပန်ရမယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းပြီးလက်ခုပ်တီးပေးရမယ်ငွေပေးနိုင်လို့ဂုံတိတ်ခါတော့ဖြစ်ကိတ်ခါကြမခံနိုင်ဘူးဆိုတော့လေပတ်စံလေးပေးတာကိုထိုင်ပြီးတော့ပန်းဆက်လို့တထေးမှဖြစ်တော့မှာပေါ့အလုံးမလုံးရပါပဲနဲ့အလုံးကတော့သူကအများကြီးလုပ်တယ်ဒါပေမဲ့အလုံးမလုပ်ပဲနဲ့အလကားရတဲ့ပတ်စံတွေအများကြီးရတော့မယ်စိတ်ဝင်စားစရာတော့ကောင်းတယ်ကျွန်တော်တို့တူတူကြည့်လိုက်ရအလုပ်အရန်ရှုပ်တာခုရုံးကပြက်ချင်အနှွေးတယ်ဆိုပြီးထိုင်စကားပြောနေတာလူကိုကြံသွားတာလေးပြောပြချင်တာတလားတရားမှာအမှုတွဲလို့ရတယ်ဘယ်သူတွေကိုတွဲလို့ရလဲတလား
post တွေကို share တဲ့လူတွေသူ့ကိုစော်ကားတဲ့ post တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ share ထားတဲ့ public တွေနဲ့ share ထားတဲ့လူတွေကိုလည်းအမှုတွဲလို့ရတယ်ပန်စလို့ညီမလေးသိအောင်ပြောပြလိုက်ပြီနော်